မင်းကလေးတယောက်မြောက်ရထားစီးနေတော့မှခေါင်းမှာပတ်တီးတွေစီးထားတဲ့အမျိုးသမီးတယောက်ကသူမကိုစိုက်ကြည့်နေတာကိုရုတ်တရက်သတိထားမိသွားပါတယ်။အေလီဟာချက်ချင်းပဲစိတ်မသက်သာဖြစ်သွားပါတယ်။သူမဟာရထားပေါ်ကနေအမြန်ဆင်းပြီးတခြားရထားတစ်စင်းကိုပြောင်းစီးခဲ့ပါတယ်။ဒါပေမဲ့သူမအံ့သသွားတာကအဲ့ဒီထူးထူးဆန်းဆန်းအမျိုးသမီးဟာသူမနောက်ကိုမကြခင်မှာပဲလိုက်လာပြီးသူမရဲ့နှာခေါင်းလေးကဘလောက်လာကြောင်တဖွာဖွာချီးကျူးနေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ပုံစံကအရန်ထူးဆန်းနေတာကြောင့်အေလီဟာဘာမှပြန်မပြ။အော်ရဲခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့အေလီကိုချီးကျူးစကားတွေပဲတစ်ခါတည်းလဲပြောနေခဲ့ပါတယ်။အေလီဟာအရန်ကိုစိတ်မသက်သာဖြစ်လာပြီးအဲ့ဒီအမျိုးသမီးနဲ့ဝေးရာကိုအမြန်ပဲထွက်လာခဲ့ပါတယ်။အတော်တန်လန့်လာပြီးတဲ့နောက်မှာတော့အေလီဟာစိုးရိမ်တကြီးနဲ့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကသူမကိုလှုပ်ပေးမဲ့ပုံပေါ်တာကတော့ရှင်းနေပါတယ်။အေလီဟာကြောက်ကြောက်လန့်လန့်နဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုအကူအညီတောင်းခဲ့ပေမဲ့ဘယ်သူမှအဲ့ဒီအမျိုးသမီးကိုမြင်ပုံမရပါဘူး။ဒါကိုမြင်တော့အေလီဟာရဲတင်းနဲ့အကြံတစ်ခုရသွားပါတယ်။သူမဟာဗီဒီယိုရိုက်ဖို့အတွက်ဖုန်းကိုအမြန်ထုတ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကျမ်းပြည်ပေါ်ကအဖြူရောင်အုံးမွေးတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အေလီဟာအနေရှိနေပြီဆိုတာကိုနောက်ဆုံးမှသတိပြုမိသွားပါတယ်။သူမဟာကြောက်ကြောက်လန့်လန့်နဲ့လှည့်ပြီးထွက်ပြေးပါတော့တယ်။အေလီဟာအင်တာထဲမှာပုံနေပြီးရဲကိုချက်ချင်းဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းဝင်သွားတာနဲ့တပြိုင်နက်အေလီဟာတခုခုမှားနေပြီဆိုတာကိုခံစားလိုက်ရပါတယ်။ဖုန်းထဲကတစ်ဖက်လူကလည်းသူမရဲ့နှာခေါင်းလေးကိုပဲချီးကျူးနေလို့ပါ။အဲ့ဒီနောက်မှာတော့အေလီဟာအင်တာတကအော်ကနေလက်တစ်ဖက်ဖြည်းဖြည်းချင်းထွက်လာတာကိုမြင်လိုက်ရပါတယ်။အေလီရဲ့ဇလန်းဟာမကြခင်မှာပဲလူစီလိုအမရတဲ့ထိတ်လန့်စရာဇလန်းတွေတင်ဆက်သူတို့ကိုစိတ်ဝင်စားသွားစေပါတယ်။မြေအောက်ရထားဘူတာမှာတကယ်ပဲတရေချောက်တာလားဆိုတာကိုအတည်ပြုဖို့အတွက်လူစီဟာဘူတာယုံကိုကိုယ်တိုင်တွားရောက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဘူတာယုံကပိတ်နေပါပြီလူစီဟာအရန်ကိုကြောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာချက်ကမီးတွေဟာရုတ်တရက်လင်းလာပါတယ်။အဲ့ဒီနောက်မှာလူစီဟာမျိုးသားတယောက်ကိုတွေ့လိုက်ရပေမဲ့အရင်ကအဲ့ဒီမှာဘယ်သူမှမရှိခဲ့တာကိုသူမှရှင်းရှင်းလင်းလင်းမှအမိနေပါတယ်။ဒီလူကတကယ်တော့ဘယ်သူလဲရထားဆိုင်ရောက်မဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့လူစီဟာဘူတာယုံထဲကိုအမြန်ပဲပြေးဝင်သွားပါတယ်။အဲ့ဒီမျိုးသားနဲ့ဝေးရာကိုရောက်သွားပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့လူစီဟာတကင်းချနိုင်သွားပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီမျိုးသားဟာလူစီရဲ့ရှေ့တဲ့မှာကြောက်စရာကောင်းလောက်အောင်ပေါ်လာပါတယ်။လူစီဟာအနေငယ်ထိတ်လန့်သွားပါတယ်။သူမဟာတခြားရထားတွေစီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပေမဲ့အဲ့ဒီမျိုးသားကတော့သူမကိုပဲစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရထားတွေကမီးတွေဟာရုတ်တရက်ငြိမ်းသွားပါတယ်။အဲ့ဒီနောက်မှာတော့လူစီဟာထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီမျိုးသားဟာသူမရဲ့နောက်ကနေနောက်ပြန်ကြည့်လိုက်လာနေတာပါ။ကံကောင်းထောက်မစွာနဲ့ရထားဟာဘူတာယုံကိုဆက်ရောက်လာပြီးအဲ့ဒီမျိုးသားဟာလည်းရထားနဲ့အတူပါသွားခဲ့ပါတယ်။လူစီကတော့အနေရည်ကင်းစင်သွားပြီလို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲဒီနေရာမှာစွန့်ပစ်ထားတဲ့ရထားဟောင်းကြီးတစ်စင်းရှိနေတာကိုသူမတွေ့ရှိသွားပါတယ်။ရထားဝင်သွားမှလူစီဟာဝေါ်ကီတော်ကီတစ်လုံးကိုတွေ့ခဲ့ပါတယ်။တရေချောက်။ရဲမြေအောက်ရထားရဲ့အမှန်တရားကိုပေါ်ထုတ်ဖို့အတွက်လူစီဟာရထားဟောင်းကြီးတွေကိုဖြည်းဖြည်းချင်းလမ်းဝင်သွားပါ